အပိုင်းကိုမီးလောင်နေသောကောင်းကင်ဇာရာလေးသည်နှစ်ကြေကောင်အုံဤစွမ်းအင်ပိုက်လိုင်းများကြားမှလွတ်မြောက်လာပါတယ်။သူမ၏ကျိုးနေသောတောင်ပန်တစ်ဖက်သည်လေထဲတွင်ခက်ခဲစွာတုန်ခါနေရပါတယ်။လီလန်သောဆက်ရန်တရားသားများကဝီးယာမှပိတ်တင်ထက်နေပါတယ်။နာကျင်မှုကငါ့ကိုမရက်တတ်နိုင်ဘူး။ငါရဲ့မေတော်ကြီးအတွက်ငါရဲ့အင်ပါယာအတွက်ငါရှိဆက်ရမယ်။ဇာရာလေးသည်ပန်းချံအပြင်ဘက်သို့ရောက်ရှိလာပြီးစန်းကူးမှအလင်းရောင်များစီးဆင်းရာအရက်ကိုကြည့်နေပါတယ်။သူမ၏ခြေထောက်ပေါ်ရှိမြေပုံကပုံမူတောက်ပလာပါတယ်။မြေပုံမှာအလင်းလှိုင်းကြီးတစ်ခုပြန့်နှံ့ထွက်လာပြီးအနီးအနားရှိအင်းဆက်မျိုးနစုများထံသို့ရောက်ရှိသွားပါတယ်။ငါတယောက်ထဲတော့မဟုတ်ဘူး။ကဘာကြီးကိုကဲတင်ချင်တဲ့သူတွေရှိနေသေးတယ်။အမောင်ကြီးထဲမှာပျော်စိတ်အန်စ်တပ်ဖွဲ့များကြောပူးကောင်စစ်တီတော်များနဲ့အခြားအင်းဆက်မျိုးနစုများပေါ်ထွက်လာပါတယ်။သူတို့အားလုံး၏မျက်လုံးတွေမှာဒေါသနဲ့မျှော်လင့်ခြင်းများပြည့်နေပါတယ်။ဇာရာလီရှိမှသူတို့စုယုံကလီးစားစွာဥညွတ်ကြပါတယ်။ပျော်စိတ်များတွင်ဓာသွားများကြောပူးကောင်များတွင်ထန်းချက်ကများပါရှိကြပါတယ်။ဇာရာလီသည်မြေပြင်ပေါ်တွင်မြေပုံမှထွက်သောအလင်းတန်းနှင့်နှစ်ကြေကောင်အင်ပါယာကိုတိုက်ခိုက်ပြီးနီးဖြူဟာများကိုပုံဖော်ပြနေပါလေ။ပျော်စိတ်ခေါင်းဆောင်ကမြေကြီးကိုလက်ညှိုးထိုးပြပြီးမြေအောက်လမ်းကြောင်းတွေကိုသုံးမိဟုအချက်ပေးပါလေ။တယောက်သေးဆိုဘာမှမဟုတ်ပေမယ့်ငါတို့အားလုံးပေါင်းစည်းရင်အင်အားကြီးတစ်ခုဖြစ်လာနိုင်တယ်။အင်းဆက်မျိုးနွယ်စုများသည်ပန်းချံအနီးတစ်ဝိုက်တွင်စစ်ပွဲအတွက်ပြင်ဆင်နေကြပါတယ်။ပျော်စိတ်များကစံကောဆက်ရန်တရားမျိုးစင်အောက်သို့မြေအောက်လမ်းကြောင်းများတူးဖော်နေကြပါတယ်။ပြားများကမီးဝတ်မှုံဘုံများကိုစုဆောင်းနေကြပါတယ်။ကြောပိုးကောင်များကသူတို့ဤခန္ဓာကိုယ်ကိုတဘာဝတိုင်းအဖြစ်ပြင်ဆင်ကြပါတယ်။နေမင်းကြီးရဲ့အလင်းရောင်အားအကောင်းဆုံးအချိန်မစ်တီမှာဇာရာလီဦးဆောင်တဲ့ပုံကံမဲ့အင်းဆက်စစ်တပ်ကြီးဟာစံကောမျိုးစင်ရှိရာစီကိုချီတက်လာကြပါပြီ။ပြားများကကောင်းကင်ရံမှပရွက်စိတ်များကမြေပြင်မှကြောပိုးကောင်များကမြေအောက်မှတိုးဝင်လာကြပါတယ်။စစ်ပွဲပုံတံများနဲ့အင်းဆက်များကြီးကြွေးကြော်တံများကပတ်ဝန်းကျင်တစ်ခုလုံးဟင်းထွက်နေပါတယ်။နှစ်ကြေကောင်များရဲ့စက်ရံတရားမျိုးစင်ကြီးမှအနီရောင်လေးစာတန်းများစတင်ပြစ်ခတ်လာပါတယ်။အင်းဆက်စစ်တပ်အချို့လေးစာတန်းကြောင့်ပြာကျကုန်ကြပါတယ်။မျိုးစင်ကြီးပတ်ပတ်လေတွင်နှစ်ကြေကောင်စစ်တီများကလက်နက်အပြည့်အစုံနဲ့ကာကွယ်နေကြပါတယ်။သူတို့ကငါတို့ကိုကောင်းကင်ကနေပဲတိုက်နိုင်မယ်လို့ထင်ခဲ့ကြတာ။ဘရွက်စိတ်စစ်တီများစံကောင်မျိုးစင်ကြီးအောက်ချီရှိအကာအကွယ်နိုင်ရန်ကိုမြေအောက်လမ်းကြောင်းမှာဖောက်ထွင်းဝင်ရောက်သွားကြပါတယ်။နှစ်ကြေကောင်စစ်တီများနဲ့ပရက်စိတ်စစ်တီများမြေအောက်လမ်းကြောင်းများအတွင်းမှာအနီးကပ်တိုက်ခိုက်ကုန်ကြပါပြီ။ကူများထဲမှာပဲ့တင်ထပ်တော့တိုက်ခိုက်တာများကိုကြားနေရပါတယ်။ဇာရာလေးဦးဆောင်သောပြားအုပ်စုကမျော်စင်ကြီးထိပ်ပိုင်းကိုမီးဝစ်မုံဘုံများနဲ့ဘုံကျဲတိုက်ခိုက်ပါတယ်။မျော်စင်ပေါ်မှာနှစ်ကြေကောင်စစ်တီများမီးလောင်ကျွမ်းပြီးအောက်သို့ပြုတ်ကျကုန်ကြပါတယ်။ဒါဟာငါတို့ရဲ့ကဘာငါတို့ရဲ့နေမင်းငါတို့ပြန်ယူကြမယ်။မျော်စင်ကြီးအလဲဘဟုမှအကာအကွယ်များပွင့်ထွက်သွားပြီးအတွင်းထဲကတောက်ပနေသောစံကောနေမီအသေးနှလုံးစီပေါ်ထွက်လာပါတယ်။ဇာရာလေးဒီကျိုးနေသောတောက်ပန်ဖြင့်စံကောစီကိုအရှိန်ကုန်ပြန်ထမ်းသွားပါတယ်။သူမအချီတော့ကမြေပုံကလည်းစံကောကိုတုံ့ပြန်ပြီးတောက်ပနေပါပြီ။ဇာရာလေးကငါစံကောကို overload လုပ်ပြမယ်။ဒါမှငါတို့အားလုံးလုံမြောက်ကြရမယ်။ဇာရာလေးကစံကောစီကိုတိုးဝင်သွားပါပြီ။ Part 10 coming soon.